ဒါလေးကဆေးဖြစ်လာလို့ပြောရလို့လေဆေးဖြစ်ပါတယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီမှာအသားလေးလုပ်ပေးထားတာနော်ဒီဓာတ်ကဒီကြော်ပြီးတော့ဒီဘက်ကိုဟကျင်ဟလို့မရဘူးဒီဘက်ကိုကြော်သွားလို့မရဘူးကျွန်တော်တားထားပေးတာဒီတစ်ကလေးနဲ့ကျွန်တော်ထည့်ပေးထားတာပေါ့နော်ဒါလုံးဝဟိုဘက်လက်ကိုလုံးဝဆေးဖြစ်တယ်အန်နယ်မဖြစ်ဘူးပြီးသွားရင်သူကသူ့ရဲ့စကေးလေးကဒီမှာတပြားသားလေးတပြားသားလေးဟုတ်ပြီပြီးရင်နောက်ထပ်ပြန်ဆွဲလိုက်နောက်ထပ်ပြန်လှန်လိုက်လှန်ပြီးရတယ်သူအတန်းထည့်သွားတာနော်ဒီဘက်တွေ့တာတပြားသားလေးနော်ရတာလေဒီမှာတွေ့လားအများကြီးထွက်တယ်တွေ့လားအပြားလဲတူတူပဲသူကအပြားအဓိကမကြတော့သူကအဓိကစိတ်ရအဓိကကြတော့အပြားကျတော့ကျွန်တော်တို့ဝါမျိုးစားပေါ်မှာမူတည်ပြီးတော့ပြားချင်တော့ပြားလို့ရတယ်ဒီမှာကျတော့ကျွန်တော်စကေးလေးလုပ်ပေးထားတယ်ဒီစကေးလေးကဘယ်လိုစကေးလေးလဲဆိုတော့သူကဒီနှီးဖြားရမယ်ဆိုဒီအဖြူလေးရဲ့ဒီဂျားလေးထဲမှာရှိနေရမှာပေါ့နော်အဲ့ဒါဆိုရင်သူကလုံးဝအဆင်ပြေသွားတယ်ပြီးရင်လက်တွေပါလေအန်နေမဖြစ်ဘူးဘာလို့လဲသူကကျွန်တော်ပြောလို့ပဲဒီဓာတ်ကဒီတစ်ကလေးပါတဲ့အတွက်ဒီတစ်ကလေးပါတဲ့အတွက်ကြော်ပြီးတော့ဒီဘက်ပေါင်ရဲ့ဟိုဘက်ကိုသူကသွားလို့မရဘူးဒါမိုက်ကုန်ပဲကျွန်တော်အဲ့လိုလုပ်ပေးထားတာဒါလေးကတော့နှီးနှွားပြီပေါ့နော်လုံးဝမလုတ်တတ်ဘူးအစိမ့်တက်ဆိုရင်ဒါလေးကတော်တော်ကိုအဆင်ပြေတယ်ဆိုင်သမားလေးတွေတော့လုံးဝကိုအဆင်ပြေဆိုင်ကြီးသမားတွေတော့လည်းအတူတူပဲဟိုပြန်ပြီးတော့တိုးချက်ခြင်းနဲ့နမူနာယူပြီးတိုးချက်ခြင်းနဲ့ဆိုရင်တော်တော်လေးအဆင်ပြေတဲ့ဆက်ကလေးပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာအပေါက်လေးဖောက်လိုက်နော်အပေါက်လေးဖောက်လိုက်ဖောက်ပြီးသွားရင်ဒီမှာဒါလေးကိုအတန်လေးထိုးထည့်လိုက်နော်ထည့်မယ်နော်ဟုတ်ပြီထိုးထည့်လိုက်အလဲခမန်းကြီးအလဲလောက်ပြီးသွားဆိုရင်ဒါမျိုးလေးကိုအစ်စ်ပေါ့နော်အစ်စ်သုံးနော်ဟိုအကုန်ကြငွေမများဘူးဗျဒီနိုင်လုံးတစ်လုံးအစ်စ်တစ်လုံးမှာ900ကျော်ပဲရှိရတာဒါ1000ကျော်ဒါကတော့ကျွန်တော်1000ကျော်သုံးထားတာပေါ့နော်ဒါဒီလိုက1000ကျော်သုံးထားတယ်အဲ့ဒါဟိုပိုင်းလေးပိုင်းလိုက်တော့ဒီမှာသူကတစ်လုံးဆိုအချောင်းကြီးအများကြီးရတာနော်အကုန်ကြအသက်တာတယ်အဓိကသူကလက်ကလေးနည်းနည်းဝင်တယ်တစ်ဖက်ပတ်လိုက်တယ်နော်ကျွန်တော်အလက်ကရင်းနေတယ်မလို့နော်ဟိုဒါအထဲထဲမှာရှိနေရဖြစ်တော့အဓိကစိတ်ပြပြလေးနဲ့ဟိုလှလှလေးဆိုရပြီကျွန်တော်ပို့တဲ့လက်ကလေးကျွန်တော်တို့ကဆွဲခွာပလိုက်ပါနော်ဒီကလေလက်လေးကစိတ်လေးနဲ့ပြပြလေးနဲ့ရသွားရပြီပြီးတော့ဂွန်ထဲမှာပေါ့ဂွန်ထဲကိုပြေးသွားရင်ရပြီဒီမှာနော်တွေ့လားလက်ကိုင်းလေးရသွားပြီနော်